ခေါ်ခိုင်းကနေပြီးတော့ဟိုအင်းအားတစ်ဘက်ကိုလိုက်တာနင်ကိုသွားလားပြန်တော့လေမလိုက်နဲ့တော့ဘာတွေရောမသိဘူးဗျာနောက်မှနေဖြေးတာလိုက်တာဆက်ကြုံနေပြီအဲ့ဒါလည်းထပ်လိုက်လာတာပဲအမေဒီဘိုင်းတော့ရောက်ပါပြီမမဟုတ်လားကွိုင်မဲ15 ကီလိုမီတာရောက်တော့သူကကိုးတောင်ကျော်သွားပြီဗျရှေ့မှာလာတယ်ဘယ်တော့တော်တော်အပေါ့မှာဟိုတဲ့ကွာခွေးများဘူဒီကြောက်ကုန်ရောက်ပါပြီကိုရီးယားတော့ရုန်းကန်နေရပြီဟာသူကတော့အေးဆေးပဲအေးဆေးပဲ6ကျော်လာပြီပါသေးရဲ့ဗျာတက်ကရိုရိတ်တာလမ်းပေါ်ရောက်နေပါအချိန်တွေကတော့နည်းနည်းကြာသွားပြီညကျောင်းသားတော့ရောက်ပြီး19ကျော်ပြီပါတော့ပါသေးတယ်ဒါပေမဲ့နည်းနည်းကြာသွားပြီဗျာဟောတော့မိုးတော့ညတော့ကြာသွားပြီပြေးပြေးလာပြေးပြေးလာစက်တက်ဆိုတော့သေးတယ်။မင်းအရှော့ပြေးလိုက်တယ်နော်။လွဲပါတာပေါ့။ထော်ရင်းမောင်းသားနေလိုက်တယ်ဆိုအဲ့နာဝင်းကျင်မှာနေတာပဲ။လာဘာလူလဲနည်းနည်းကြောက်တိုင်းလဲလိုက်ပြေးဒုက္ခကီလို20တော့ရှိပါပြီတကီလိုမီတာလောက်ပဲလို့ပါသေးတယ်ကဲပြီးပါပြီ21.11ပါတယ်ဗျာနောက်မှာအောင်မြော်ပါနည်းအရှိပြေးတာပြီးသွားပြီဗျာတော့ဟိုဘက်မှာကြံခဲ့ပြီကြည့်ရသူအဲ့နေရာမှာနေတာထင်တယ်ကျွန်တော်ရှင်ရဲထွတ်နာမှာနေတာဗျာသူကကျန်းတယ်ဗျာနောက်ဆုံး2 ကီလိုမီတာမှာသူကမရတော့6တောက်ကလေသူမပြောနဲ့လူတောင်ဗျာ6တောက်တောင်တော်တော်ညောင်းလာနောက်ထိပြီးတာပဲချီကျူอ่ะကြံခဲ့ပြီဗျာ